ပါဇက်ပဲရှိတယ်ဗျာဒီလားဝေးပေါ်လေးပေါ်ဗျာအဲ့လိုမျိုးဆိုတော့အဆင်မပြေဘူးအဲ့ဒါအားလုံးပဲမင်္ဂလာပါခင်ဗျာဘာပဲMMA channel ရပါဒီနေ့ပြောချင်တာကတော့ကျွန်တော် UFC flyweight တန်းမှာကျွန်တော်တို့ champion Joshua Ban နဲ့ Manny Cap တို့ရဲ့online မှာအားလုံးမြင်လိမ့်မယ် UFC ပရိသတ်တွေဆိုရင်တော့အားလုံးတွေ့ကြပါလိမ့်မယ် UFC ပြီးခဲ့တဲ့ UFC 324မှာ Joshua Ban နဲ့ Manny Cap တို့ကိုဒုကောင်ပွဲအနေနဲ့UFC ဘက်ကနေစီစဉ်နေပေါ့နော်ဟိုပါပေါ့အစားထိုးတဲ့ပွဲအနေနဲ့ကျွန်တော်တို့ဒီJustin Gaethje နဲ့ Paddy Pimblett တို့ကကောင်ပွဲအဲ့မှာမျိုးသမီးပွဲစဉ်တစ်ပွဲရှိတယ်အဲ့ပွဲစဉ်ဟာပွဲပြတ်သွားတယ်ပေါ့နော်လေ့ကျင့်မှာဒီလေမင်းတန်ရရသွားတဲ့ကိစ္စနဲ့ပွဲပြတ်သွားတော့ Manny Cap နဲ့ Joshua Ban နဲ့ပွဲတည်ပြီးတယ် Joshua Ban ကတော့စင်ပြေတယ်ထိုးမယ်ပဲဒါပေမဲ့ပြဿနာအားလုံးသိတဲ့အတိုင်း Manny Cap ကတပတ်အတွင်းဝေးမချနိုင်ဘူးဆိုတဲ့ပြဿနာနဲ့ပွဲကိုညှင်းသွားတယ်ကန်ဆယ်သွားတယ်ရှင်းရှင်းပြောရင်ကြောက်တယ်ပေါ့ဗျာဒါတော့မှသူကအငြိမ်နေပဲနဲ့သူ့၄ဘက်အချိန်ပေးပါ UFC 326လာမယ်မတ်လ9ရက်နေ့မှာထိုးမယ်ပွဲမှာသူထိုးမယ်ပေါ့ထိုးမယ်ပြဿနာပြောချင်တဲ့ပြဿနာကျွန်တော်ပြောချင်တာက UFC flyweight တန်းမှာဆိုရင် Joshua Ban က champion Alexander Pantoja ranking number 1 Manny Cap က ranking number 2 3မှာ Dustin Poirier ရှိမယ်နော် Dustin Poirier အောက်မှာ Brandon Royval တို့ Moreno တို့ရှိမယ်ပြောချင်တာအဓိကပြဿနာManny Cap က ranking number 2အဲ့အပြင်မှာ champion ကပတ်ကိုလူခွင့်ရဖို့အတွက်ရေပန်းအစားဆုံးကောင်းဗျာဒီလီဘောကရေပန်းအစားဆုံးကောင်းသူထိုးနေတာကလည်း flyweight တန်းပဲသူတခြားဘယ် weight တန်းမှာလည်းထိုးတာမဟုတ်ဒါဒီဘဲကဘာကိစ္စနဲ့weight ကျွံနေတာလေပေါ့ကျွန်တော်ပြောချင်တာသူ့ position နဲ့သူ့ရဲ့အနေထားနဲ့သူက champion ကလူခွင့်ရခိုင်တော့အများဆုံးရရှိတာလူ online မှာလည်း Joshua Ban နဲ့ထွက်တော့တွေပါလေတိုက်ထားတယ်ပါအများကြီးလှုပ်ထားပြီးပြီဗျာready ဖြစ်နေရမယ်ဆိုတော့ solution ကတော့သူကတကယ် Joshua Ban နဲ့ထိုးရတယ် Joshua Ban စီကခဘက်ကိုလိုချင်တယ်ဆိုရင်သူက training လက်ဆင်းနေမှာပဲပုံမှန် weight ကလည်းသူလှုပ်ထားမှာပဲဗျာတပတ်မကလို့3ရက်နေမှာပဲပြောသူက training ပုံမှန်ရှိနေတယ်weight ကိုဒီ weight တန်းကနေမလွတ်အောင်နေထားနိုင်တယ်ဆိုရင်အချိန်မျိုးဝင်ထိုးလို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင် Joshua Ban အနေနဲ့ဆိုရင်လည်းသူchampion ကွဲကာကွယ်ပွဲထိုးမဲ့တာပြောတာသူကျွန်တော်တို့ဟိုဗာလဲပန်တိုဂျာနဲ့ပွဲပြီးတော့သူတလနာအောင်မယ်လို့ပြောတယ်။ဒါအစီနာအောင်မယ်ပြီးတော့မှဒီ training ကိစ္စတွေဗာပြန်လုပ်မယ်ပေါ့နော်။ပွင့်လင်းပြောရင်သူလည်း training အဲ့လောက်ထိရှိနေမှာတော့မဟုတ်ဘူး။ဒါပေမဲ့ Joshua Ban ကတော့နားမဲ့တာပြောပြီးမဲ့သူဂျင်ကတော့အမြဲတမ်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစူးစမ်းတဲ့လူကိုကျွန်တော်ပြောချင်တာပေါ့နော်။ Manny Cap ဆိုရင်သူက champion လာတကယ်ဖြစ်ချင်တယ်။ champion ကဘက်ကိုလူချင်တာမျိုးဆိုရင်သူ ready ဖြစ်နေရမယ်ဗျာ။ Joshua Ban champion ဖြစ်လာတယ်ဆိုတာလေဒီလိုမျိုးတွေကြောင့်ပဲshort notice တွေနဲ့ဝင်ထိုးပေးတယ် UFC ကသူ့ကိုပွဲထိုးမလားလို့ကမ်းလှမ်းတဲ့အချိန်တိုင်းမှာသူကဘယ်တော့မှမငြင်းဘူးနော်။ဘာလဲ Brandon Royval နဲ့ပွဲဆိုရင်လည်းကြည့်ရှေ့မှာ Bruno Silva နဲ့ထိုးလာတာမကြသေးဘူးအဲ့ပြင်မှာခြေတန်းကျိုးနေသေးတယ်ခြေတန်းဟိုဘာလို့ injury ဖြစ်နေတဲ့အချိန်မှာတော့မှ Brandon Royval နဲ့ထိုးဖို့ဆိုပြီးတော့ UFC ကကမ်းလှမ်းတယ်တစ်ချက်ရှိုးလိုက်တယ် ranking number 1ဒီဘက် ranking number 1နဲ့ထိုးရမယ်ဆိုရင်ဘာပြောင်းသွားနိုင်တယ်ဗျာဒါကျွန်တော်ပြောချင်တာရတယ်သူခြေထောက်ဟိုဖြစ်နေရတာမပြောဘဲနဲ့ဝင်ထိုးတယ်နိုင်တယ်အဲ့တော့ champion ကလူခွင့်ရတယ် champion ကလူတယ်နိုင်တယ်ထိုက်တန်တယ်ဗျာကျွန်တော်ပြောချင်တာ Manny Cap ကအဲ့လိုမဟုတ်လေပဲကျယ်ပြီးတော့တကယ်တမ်းပြောရင်ဘာမှဟိုပါဇက်ပဲရှိတယ်ဗျာဒီလားဝေးပေါ်လေးပေါ်ဗျာအဲ့လိုမျိုးဆိုတော့အဆင်မပြေဘူးအဲ့ဒါမှစိတ်ဝင်စားစရာနောက်ကောင်းတာတစ်ချက်ကManny Cap ကပြောတယ်ဗျာ၄ဘက်ချိန်ပေးပါညာ UFC 326မှာထိုးမယ်ပြောတဲ့အချိန်မှာ Joshua Ban ကတူပြောလိုက်တာရှင်းရှင်းလေးအားချောင်းမင်းနဲ့ UFC ကမျိုးစာချုပ်ပို့တော့မင်းပါကြတော့လက်မှတ်မထိုးရတာလဲပါဇက်ပိတ်ထားစမ်းပါပေါ့ကွာအဲ့ဒီဘောမျိုးနဲ့ Joshua Ban ကပြန်ပြောတယ်အဲ့ချိန်မှာ Dustin Poirierဆိုတာလဲ Manny Cap ပြင် Dustin Poirier ranking number 3အချိန်မျိုးသူလည်းလူခွင့်ရနိုင်တယ်အဲ့တော့ तू က social media ကနေတစ်စက်ပြန်တင်တယ်ကျွန်တော် ready ပဲဘယ်ချိန်ဖြစ်သူထိုးမယ်ပေါ့နော် UFC 325ကအခုမကြခင်ထိုးတော့မယ်ဆိုတော့တောင်းမေးလိုက် 326မှာ Joshua Ban ပွဲရပါလာနိုင်ချေအရမ်းများတယ်ဘာလို့ဆိုတော့နံပါတ်1ချက်ကမတ်လ9ရက်နေ့မှာဖြစ်တဲ့ကြောင့်မလို့ Joshua Ban အနေနဲ့ first time ပေါ့နော်ကပတ်ကာကွယ်ပွဲကိုထိုးတင်နေပြီနံပါတ်2ကခေါင်းပွဲက Max Holloway နဲ့ Charles Oliveira တို့ရဲ့ခေါင်းပွဲရှိမယ်နော်ခေါင်းပွဲရှိမယ်ဒူးခေါင်းပွဲမရှိသေးဘူးမရှိသေးတာဖြစ်တဲ့ကြောင့်မလို့ Joshua Ban ရဲ့ပွဲပါလာနိုင်တယ်ဒါပေမဲ့ Manny Cap နဲ့ဖြစ်မလား Dustin Poirier နဲ့ဖြစ်မလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်
လက်ဆန်နာပန်တူဂျာတော့မဖြစ်နိုင်သေးဘူးသူ leg injury ကထပ်နာဖို့ရှိသေးတယ်ဆိုပြီးတော့ဂျာထဲမှာတော့ social media မှာ training ဆင်းနေတဲ့ဟာတွေဒီဘာဆွဲနေတဲ့ဟာတွေဝိမနေတဲ့ဟာတွေတက်လာတယ်ပေါ့နော်တို့ပေမဲ့လို့ပြန်ထိုးနိုင်လောက်တဲ့အခြေအနေမရှိသေးဘူးဆိုတာလည်းထပ်တီးရတယ်ပေါ့နော်အဲကြောင့်ပထမတော့မာနေကတ်နဲ့ဖြစ်ဖို့များတယ်ပြီးရင် Destro Titan နဲ့ဖြစ်ဖို့များတယ်ဒါပေမဲ့ UFC အနေနဲ့ကလည်းပြန်ပြီးစဉ်းစားမှာပဲဗျာမာနေကတ်ပွဲစဉ်မျိုးဘယ်လိုလဲဆိုတော့ဒီဘက်က UFC မှာပွဲပြတ်တာအများဆုံးတော်တော်များတယ်ထိုးပွဲနဲ့ပွဲပြတ်တာနဲ့ရတော့မှပွဲပြတ်တာပူများမလားမသိဘူးကျွန်တော်ပြန်ကြည့်ရအောင်အဲ့ဒီချက်ဂျော်ဂျူအာဘန်ချန်ပီယံဖြစ်လာတာကလည်းဒီကောင်ပွဲပြတ်တာနေစတာပဲဗောနော်ပုံမှန်ဆိုရင် Brandon Rival နဲ့မာနေကတ်နဲ့ပွဲစဉ်တဲထားတာအဲ့မှာ သူပွဲပြတ်သွားတယ်လက် injury ဖြစ်သွားတယ်ဗောနော် training ဆင်းနဲ့6တော့ဖြစ်သွားတဲ့အချိန်မှာဂျော်ဂျူအာဘန်က short notice အနေနဲ့ဝင်ထိုးတယ်နော်ဝင်ထိုးတယ်နိုင်တယ်အဲ့မှာချန်ပီယံကပဲလူခွင့်သူရပါတယ်ဒါတွေကိုလည်းသူပြောတယ်မင်းငါအဲ့လိုဖြစ်သွားလို့မင်းရတာပါဘာညာ၄ရတော့လုံးဝ share တိုက်တယ်ဗောနော်ဒါပေမဲ့အခွင့်ရလာတယ် UFC 224မှာသူ့ကိုထိုးခွင့်ပေးတယ် UFC အနေနဲ့တပတ်အတွင်း weight ချလို့မဖြစ်နိုင်ဘူးဆိုတဲ့ဟာနဲ့ကန်ဆယ်တယ်ကျွန်တော်အဲ့တစ်ချက်ကိုမကြိုက်ဆုံးပဲကျွန်တော် personal အမြင်ပေါ့နော်ဒါလည်းလူတွေတော့ဒါကိုတွေးရရှိနိုင်ကျွန်တော်ဒီကောင်းနေရာမှာ UFC flyweight တန်းမှာထိုးနေမယ်ဆိုကျွန်တော်ဒီ weight အဝင်မှာပဲကျွန်တော်နေမှာဗျာသိလား weight ဘာကိစ္စမှာ weight တက်သွားကြရလဲမရှိ weight ကျသွားကြရလဲ weight ကျအောင်လဲနေမှာမဟုတ် professional နေနေ professional လုပ်နေတဲ့လူတွေဆိုတော့ဒီ weight တန်းမှာပဲဒီ weight ဘောင်တွေကိုဝင်နေအောင်ပဲအမြင်နေမယ် training ပုံမှန်ဆင်းနေမယ်ဆိုရင်မနေ့ကထိုးရမယ်လို့ပြောလဲဝင်ထိုးနိုင်ရမယ်ဗျာဒါ training ကတော့ထားပါ training ရှိနေဘူးတော့လူတွေပေါ့နော် weight ကိုပြောချင်တာပါအဓိက weight ကြီးတက်နေစရာဘာအကြောင်းမှမရှိဘူး तू ထိုးနေတာ तू professional ထိုးနေတာ UFC flyweight တန်းမှာ banner rate တို့ဘာ weight တို့မှာထိုးနေတာမဟုတ်ဘူးဗျာအဲ့တော့ flyweight တန်းမှာထိုးနေတဲ့ကစားနေတဲ့ကစားသမားတယောက်နေတယ် flyweight တန်းဘောင်ထဲမှာရှိမနေမယ်ဘာကိစ္စ weight ကြော်နေတာလေကျွန်တော်တို့ပြိတက်တွေနေနေမေးချင်တာပေါ့နော်တကယ်ဆို तू ထိုးတင်နိုင်သွားလို့ရှိရင် तू ချန်ပီယံဖြစ်မယ်ဗျာမနိုင်လည်းပြဿနာမရှိထိုးကြည့်ရမယ်ပေါ့နော်ဒါထားပါဒါသူတို့ဘယ်လိုတွေးလဲတော့မသိဘူးနောက်တစ်ချက်ပြန်တွေးချင်တာဒေနာဝိုက်ပေါ့နော် UFC ဥက္ကဋ္ဌဒေနာဝိုက်နေနဲ့ကခွင့်ရတဲ့ချိန်ပေးပြီးသွားပြီဒါတော့ဒီဘက်မယူနိုင်ဘူးဒါဖြစ်တဲ့အတွက်ကြောင့်မလို့ UFC 326ပွဲစဉ်မှာဒီဘက်ကိုပြန်တည်ပေးပါမလားပေါ့နော်ဟိုဂျော်ရှူအာဘန်နဲ့ပြန်ထိုးခွင့်ပေးပါမလားဒါမှတစ်ချက်စဉ်းစားကြရှိတယ်တကယ်လို့သူနဲ့ပေးမတည်ဘူးစင်းပြောရင်တော့ချင်သွားတာမျိုးပေါ့နော်ဒီဘက်ပွဲပေးလဲအားပဲချောင်းနေတာထိုးလဲမထိုးရဘူးဆိုရဲအတွေးဝင်သွားလို့ရှိရင် Destro Titan ခွင့်ရလာနိုင်တယ် Destro Titan နဲ့ Joshua Man နဲ့ဖြစ်ဖြစ် Joshua Man နဲ့ Manek Cup နဲ့ဖြစ်ဖြစ်ဒီပွဲစဉ်က UFC 226မှာပါလာဖို့များတယ်လာမယ့်မတ်လ9ရက်နေ့မှာထိုးမှာပွဲရတယ်ဆိုတော့ဒါလေးပြောချင်တော့ပါကျွန်တော်တို့ဒီဘာမယမမီ channel ကိုကြည့်နေတဲ့လူတွေအနေနဲ့ရောဒီ UFC 226မှာဘယ်လိုနဲ့ကိုထိုးစေချင်လဲပေါ့နော် Joshua Man တွေကိုကျွန်တော်တို့ fighter ကိုယုံကြည်တာပြုတဲ့ကြောင့်မလို့ဘယ်ကောင်လဲပဲထိုးနိုင်မယ်လို့ပဲယုံကြည်တယ်ခင်ဗျားတို့ကဘယ်လိုမြင်လဲဘယ်လိုထင်လဲပေါ့နော်ချက်ကျွန်တော် comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ